စားစားနော်ဝတ်တဲနှစ်ခက်ဝတ်တဲလေးကိုတောင်ပန်လောက်စားပါမယ်ခိုင်းစားစားလုပ်မယ်နော်ဝတ်တဲကိုဝတ်တဲကိုပပလေးဒီတော့နော်ပပလေးတစ်ပြီးခိုင်းစားစားတောင်ပန်နော်အတဲကိုဝတ်တဲတုံးကိုလိုခဲ့တာကဆန်ရောနော်ဒီပြီးလို့တော့ကျက်မောဒီတော့ငပြန်ကြီးပြီးတော့အချုံမောကိုဒီပိုင်းဆုံးဆုံးအများဆုံးနေပြီးတော့မှအမှုလေးပါစီယာကျက်တုံးကြီးသုံးလုံးတလျာပြီးပြီးတော့ကျက်တုံးလေးတို့ဖြစ်တယ်ကျက်တုံးလေးပြီးတော့ကျက်တုံးလေးညက်အောင်စင်လေးလောက်ထားတယ်တောင်ပန်ကပြင်ဆင်ထားတယ်ဒီဆိုလို့ရှိရင်တောင်ပန်ကိုဒီနေ့ပြောရအောင်ဖြစ်တယ်ပပစီကတော့ခွက်တယ်လို့ထဲမှာထဲမှာတော့ပြည့်တော့မှုလေးရတယ်။နောက်နေ့တော့ပြုတ်ပြီးတယ်။နောက်နေ့တော့ပြုတ်တယ်ဝက်တယ်ခုလိုမျိုးထားလို့ရပါတယ်ရှင်။ဒါဆိုရင်တောက်ဝမ်းခိုင်းစားစားတဲ့ရုပ်ဖြစ်တဲ့တောက်ဝမ်းဝက်တယ်ထုတ်လေးကိုတုပ်ပြတော့ပါမယ်ရှင်။အခုဆိုရင်တောက်ဝမ်းလုပ်ဖို့အားလုံး ready ဖြစ်ပါတော့နော်။ဒီမှာဒီလိုအရေးကိုဆက်မယ်နော်။ဒီဆက်မဲ့တယ်မှာခုနကကျွန်တော်စိတ်ဆုံးစုံကိုပွဲပြီးတော့ညံပြရေးစိတ်ဆုံးနဲ့ဆုံးပြီးတော့ပေါ်လာတော့စိတ်ဆုံးသုံးဆုံးပြီးတော့ဆန်ဆုံးတော့စိတ်ဆုံးသုံးဆုံးထည့်မယ်နော်။ဒီလိုရှိရင်ခုနကမိလာတဲ့ကြောင်ရည်နော်အဲ့ဒါကိုထည့်ပါမယ်။ချိုတော့တော့တခြားဒီလိုစိတ်ဆုံးသုံးဆုံးထည့်မယ်။ဒီတော့ဆန်ဆုံးထည့်လိုက်မယ်။ဒီလိုမျိုးကြားလေးပုံမှန်ပြောရလို့ဆိုရင်ဒီပုံကြီးထည့်မယ်နော်။နောက်ပြီးတော့တက်ပုံကြီးပြီးရင်တက်ပုံလေးနောက်ပြီးတော့နောက်ဒီဝီချိုလာနဲ့ဝတ်တယ်လေးထည့်ပါမယ်ရှင်။နောက်အမအဖေးရမယ်။ဒီနေ့နောက်ပါပြီဆိုလို့ရှိရင်ကျန်တဲ့စီယာထည့်ပါမယ်ရှင်။ဒီကိုစီယာလို့ခေါ်မယ်နော်။ဒီစီယာပြီးရင်ဒီတက်ပုံချိုလေးတက်ပုံချိုစိတ်လေးထည့်ပါမယ်နော်။ဒါဆိုရင်ဒီကောင်ကြီးတော့ဒီနောက်ရုပ်ပုံနော်။ဒီဆိုရင်ရတာလေးလည်းကောင်းပြီးတော့အရင်ကဒီချင်းကန်စက်လေးတောက်ပါလေးတပွဲရအောင်နော်ဒါနဲ့လာမယ်အခုမှန်ပါပြီတော့ပါကြည့်ကြနော်